မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက္ကရာ1389ခုနှစ်ပြာတော်လဆုပ်17ရက်ခရစ်နှစ်2026ခုနှစ်ဇန်နဝါရီလ23ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကတော့စောဆယ်မော်ပါပထမဦးဆုံးအနေနဲ့ဘူးတလင်ကိုအင်အားဖြည့်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းဂျားဖြတ်တိုက်ခိုက်ခံရပြီး20ဦးခန့်သေဆုံးကစစ်ကြောင်းပြက်ဆုတ်ခွာခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဘူးတလင်မြို့ကိုအင်အားဖြည့်တင်ရန်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး20ဦးခန့်သေဆုံးကစစ်ကြောင်းပြက်ပြီးပြန်လည်ဆုတ်ခွာသွားကြောင်းဘူးတလင်ရွေရှားစစ်ကြောင်း BND ထံမှသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ28ရက်နေ့ကတည်းကမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမှထွက်လာတဲ့အဆိုပါစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်များက2ရက်ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။အဲဒီနောက်အနောက်ဇီးတော်ရွာမှဘူးတလင်မြို့တွင်တို့အင်အားဖြည့်တင်းရန်ထွက်လာတဲ့စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။တိုက်ပွဲတွင်စစ်ကော်မရှင်စစ်ကြောင်းမှကားတစ်စီးပျက်စီးပြီး20ဦးခန့်သေဆုံးက20ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အထိနာသွားတဲ့စစ်ကော်မရှင်တပ်ဟာစစ်ကြောင်းလန်ပြီးအနောက်ဇီးတော်ရွာအတွင်းသို့အလင်းအမြန်ပြန်လည်ဆုတ်ခွာသွားကသေဆုံးဒဏ်ရာရသူများကိုတံပြားကာ2စီးနဲ့နမခအတွင်းသို့အလင်းအမြန်တည်ဆောင်သွားကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းစစ်ကော်မရှင်ဘက်မှလေကြောင်းပစ်ကူခေါ်ခဲ့ရပြီးတရဦးမှတက်လာတဲ့ဝိုင်တွဲလေရင်ဖြစ်2ကြိမ်နမခမှပါရာမော်တာစက်တက်လေဒီဖြစ်2ကြိမ်တိုက်ခိုက်ခဲ့တဲ့အပြင်အမြောက်တက်အမတ်တ938မှလည်းဟောင်ဝီဇာလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ကူပေးခဲ့ကြကြောင်းသိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်များဟာရန်သူထံမှအလောင်း3လောင်းနဲ့အတူ MA1 တလက် MA2 တလက်အပါအဝင်စစ်အုံဆောင်ပစ္စည်းများကိုတင်ဆက်ရမိခဲ့ပါတယ်။သို့တော်လည်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်နမြေရှင်းလင်းရေးပြုလုပ်နေတဲ့တော်လိုင်းရဲဘော်3ဦးကြာဆုံးခဲ့ရပါတယ်။အဆိုပါစစ်စင်ရေးကိုမုံရွာခရိုင်ပကဖဦးဆောင်မှုနဲ့ဘူးတလင်မိုဘိုင်းတင် BMD ចောင်းသားလက်ယုံတက်တော် SCS စကိုင်း PDF ချင်းတွင်ဘရာသာနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့ပေါင်း10ဘွဲ့ကျော်ကပူပေါင်းပြီးဟန်ချက်ညီညီတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။လက်ရှိတွင်စစ်ကော်မရှင်စစ်ကြောင်းမှာအနောက်စီတော်ရာအတွင်းသို့ပြန်လည်ဝင်ရောက်သွားပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များကနေမြေစုံမိုးရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးကြောက်တကားမှာစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တိုက်ခိုက်ခံရပြီးစစ်ကြောင်းမူဗုံမှုအဆင့်ရှိသူအပါအဝင်20ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကြောက်တကားမြို့နယ်ပန်းနက်ကုန်းမြို့အနီးသို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကြောင်းမှုအပါအဝင်20ဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။ပန်းနက်ကုန်းမြို့ရန်ကုန်မန္တလေးလမ်းဟောင်းအနီးရှိချိန်ကားကုန်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်ကိုယမန်နေ့ဇန်နဝါရီလ12ရက်နေ့က PDF အမှတ်2စစ်စေးရေးနယ်မြေပဲခူးတိုင်းစစ်ဌာနလက်အောက်ခံတရင်များကတိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်ဘက်မှစစ်ကြောင်းမှုပုံမှုအဆင့်ရှိသူ2ဦးအပါအဝင်20ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကစစ်ကြောင်းပြည့်၍ကစင်ကလျာစုခွာထွက်ပြေးသွားကြောင်းသိရပါတယ်။တိုက်ပွဲအပြီးတွင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကင်ဆောင်တဲ့လက်နက်ခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းအများပြားကို PDF ဘက်မှသိမ်းဆည်းရမိခဲ့ပါတယ်။ပုံမှုအဆင့်ရှိတဲ့စစ်ကြောင်းမှုအလောင်းရရှိကြောင်းထိခိုက်သေဆုံးမှုများပြီးကစင်ကလျာစစ်ကြောင်းပြက်စုခွာထွက်ပြေးသွားကြကြောင်းပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှရဲဘော်2ဦးကြာဆုံးခဲ့ပြီး3ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်စင်ရေးကိုဗျူဟာ25ကုကဲမှုအောက်ရှိအမှတ်303တက်ရင်အထူးကွန်မန်ဒိုတက်ရင်ဗျူဟာ26ကုကဲမှုလက်အောက်ရှိအမှတ်303တက်ရင်နဲ့တော်ဝင်တောင်းတက်ရင်တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိတွင်ပဲခူးတိုင်းအတွင်းစစ်ရေးရှိန်မြင့်တင်ဆောင်ရွက်လျက်ရှိသဖြင့်တိုက်ပွဲဝင်းကျင်အနီးရှိပြည်သူများနဲ့ခီးသွွားပြည်သူများအနေဖြင့်လမ်းပိုင်းများတွင်ဘေးကင်းလုံခြုံရေးအထူးဂရုပြုတွာလာကြရန်ပဲခူးတိုင်းစစ်ဌာနကမြစ်တာရက်ခံအတည်ပြုထားပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတော့ PSN News ဝိုင်းတော်သားကိုဒီဟာမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ PSN News ပရိသတ်များမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး PSN News ရဲ့နိုင်ငံတကာသတင်းများကိုကျွန်တော်တီဟာကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ ICE ICE ကန့်ကွက်ဆန္ဒပြပွဲများအတွင်သတင်းတော်များပေါ်အကြမ်းဖက်မှုများရပ်တန့်ရန် Trump အစိုးရဖွဲ့ကိုတိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ American ပြည်ထောင်စုရှိသတင်းတော်များဟာဥပဒေစိုးမိုးရေးဖွဲ့များရဲ့အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်နေရမှုတိသာစွာမြင့်တက်လာခဲ့ပြီးတဲ့နောက်သတင်းမီဒီယာအဖွဲ့အစည်းများနဲ့ရှေ့နေဖွဲ့တွေဟာသတင်းတော်များကိုပုံမကာကွယ်ပေးနိုင်ဖို့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ထံသို့မကြာသေးမီကဆက်သွယ်တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့၄လတွင်သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာသတင်းတောက်များကော်မတီ RCFP နဲ့နယူးယောက်ခြေဆိုင်သတင်းဌာနများစုပေါင်းပြီးပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနထံသို့စာများပေးပို့ခဲ့ကြပါတယ်။အထူးသဖြင့်အထောက်ထားမဲ့ရွှေ့ပြောင်းနေထိုင်သူလို့ယူဆရသူတွေကိုပြည်내တံပေးရန်ကြိုးပမ်းမှုတွေနဲ့ပတ်သက်တဲ့ဆန္ဒပြပွဲတွေမှာလုံခြုံရေးအရာရှိများနဲ့သတင်းတောက်များကြားထိတ်တိုက်တွေ့ဆုံမှုတွေရှော့ချနိုင်ဖို့အတွက်ဆွေးနွေးပွဲများစတင်ရန်ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲ Transoya အဖွဲ့ဟာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်အာဏာပိုင်အဖွဲ့ ICE အတွက်အရာရှိအသစ်ထောင်ပေါင်းများစွာကိုမကြာသေးမီကခန့်အပ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ကညှိနှိုင်းဆောင်ရွက်နေတဲ့ပြည်내တံပေးရေးလုပ်ငန်းစဉ်များရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ယခုနှစ်အတွင်းလုပ်ငန်းတွေကိုအရှိန်မြင့်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ယခုအပတ်တွင်မန်နီဆိုးတားမှာအမျိုးသမီးတဦး ICE အရာရှိတဦးရဲ့လက်ချက်နဲ့သေဆုံးခဲ့ရမှုပေါ်လူမှုအမျက်ဒေါသထွက်ပေါ်နေချိန်မှာအခုလိုအရှိန်မြင့်လှုပ်ဆောင်လာမှုကြောင့်ဆန္ဒပြပွဲများပုံမများပြားလာနိုင်ပြီးသတင်းထောက်တွေပေါ်အကြမ်းဖက်မှုများလည်းပုံမဖြစ်ပွားလာနိုင်ပွဲရှိပါတယ်။ DHS ထံသို့ပေးပို့ထားတဲ့တောင်းဆိုချက်တွေဟာသတင်းထောက်များရဲ့ဘေးကင်းလုံခြုံရေးအတွက်ဘလောက်အထိအထောက်အကူပြုနိုင်မယ်ဆိုတာကတော့မသေးကြသေးပါဘူး။နယူးယောက်ခြေဆိုင် The City သတင်းဌာနရဲ့ CEO ဖြစ်တဲ့ Carol Bogart ကနယူးယောက်မှာ ICE အနေနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဖမ်းဆီးမှုတွေကိုဘလောက်အထိအရှိန်မြင့်မလဲဆိုတာကျွန်တော်တို့မသိပါဘူး။ဒါကနိုင်ငံရေးအချက်လက်တွေပေါ်မှာအများကြီးမူတည်ပါတယ်။ဒါပေမဲ့တခြားမျိုးတွေမှာဖြစ်ပျက်ခဲ့တဲ့ပုံစံတွေကိုကြည့်ရင် ICE ရဲ့လှုပ်ဆောင်ချက်တွေကစိုးရိမ်စရာဖြစ်နေပါတယ်။အပြန်အလှန်ဆက်သွယ်ပြောဆိုတဲ့လမ်းကြောင်းတွေမရှိတာဟာလူတိုင်းအတွက်ဆိုးကျိုးဖြစ်စေပါတယ်လို့ဒီဇင်ဘာလတွင်းက DHS ထံစာရေးသားပေးပို့ခဲ့မှုနဲ့ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။သတင်းစာလွတ်လပ်ခွင့်ဖောင်ဒေးရှင်းရဲ့မှတ်တမ်းများအရပြီးခဲ့တဲ့နှစ်တွင်သတင်းတောက်များအားဖမ်းဆီးမှုနဲ့တိုက်ခတ်မှုတွေကိုခြေရာခံရမှာအစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒဆိုင်ရာဆန္ဒပြပွဲများမှာဥပဒေစိုးမိုးရေးအဖွဲ့များရဲ့တိုက်ခိုက်မှု182ကြိမ်အထိရှိခဲ့ကြောင်းတွေ့ရှိရပါတယ်။2022ခုနှစ်မှ2024ခုနှစ်အတွင်းမှာလည်းတိုက်ခိုက်ခံရမှု185ကြိမ်ခန့်ရှိခဲ့ပါတယ်။အဆိုပါဖောင်ဒေးရှင်းက၎င်းတို့အနေနဲ့ကာယကံရှင်ကိုယ်တိုင်ပြောပြချက်များသို့မဟုတ်ခိုင်လုံတဲ့သတင်းရင်းမြစ်အများပြားမှအတည်ပြုနိုင်တဲ့ဖြစ်ရပ်များကိုသာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။အခုတခါဗန်နီဇွဲလားအတိုက်ခံခေါင်းဆောင်မာချာဒိုကနိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးအတွက်ကူညီပေးရန်ပုပ်ရဟန်းမင်းကြီးကိုတောင်းဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ဗန်နီဇွဲလားအတိုက်ခံခေါင်းဆောင်မာရီယာကိုရီနာမာချာဒိုဟာတနင်္လာနေ့မှာဗာတီကန်မှာပုပ်ရဟန်းမင်းကြီးလီယိုနဲ့တွေ့ဆုံခဲ့ပြီးဗန်နီဇွဲလားအစိုးရထံမှနိုင်ငံရေးကျင်းသားများလွတ်မြောက်လာစေရန်တိုက်တွန်းပေးပါရန်တောင်းဆိုခဲ့ကြောင်းပြောကြားလိုက်ပါတယ်။ဗာတီကန်နန်းတော်ကဇန်နဝါရီလ12ရက်နေ့ထုတ်ပြန်တဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်မှာအဆိုပါတွေ့ဆုံမှုကိုအတည်ပြုထားပေမဲ့လည်းအသေးစိတ်ချက်လက်များနဲ့မှတ်ချက်ပေးပြောဆိုခြင်းကတော့မရှိပါဘူး။ဗာတီကန်ကထုတ်ပြန်တဲ့ဗီဒီယိုအတူတစ်ခုမှာတော့ပုပ်ရဟန်းမင်းကြီးနဲ့မာချာဒိုတို့ဟာဗာတီကန်နန်းတော်မှာရှိတဲ့ပုပ်ရဟန်းမင်းကြီးရဲ့ရုံးခန်းအတွင်းဇပွဲတစ်ခုမှာမျက်နှာချင်းဆိုင်ထိုင်ပြီးလက်ဆွဲနှုတ်ဆက်ခါပြုံးရွှင်စွာတွေ့ဆုံနေတာကိုမြင်တွေ့ရပါတယ်။2025ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မာချာဒိုကသူမအနေနဲ့ပြန်ပြေးဆွဲခံထားရသူများနဲ့ပျောက်ဆုံးနေဆဲဖြစ်တဲ့ဗန်နီဇွဲလားနိုင်ငံသားအားလုံးအတွက်ကြားဝင်ဆောင်ရွက်ပေးပါရန်ပုပ်ရဟန်းမင်းကြီးလီယိုအားတောင်းဆိုခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်နဲ့အမေရိကန်တပ်ဖွဲ့တွေကဗန်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ပထမဆုံးသောအမေရိကန်လူမျိုးပုပ်ရဟန်းမင်းကြီးဖြစ်တဲ့လီယိုကဗန်နီဇွဲလားနိုင်ငံကိုလွတ်လပ်သောနိုင်ငံအဖြစ်ဆက်လက်တည်ရှိစေရန်တောင်းဆိုထားခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့ကပြောကြားခဲ့တဲ့အထူးနိုင်ငံခြားရေးမူဝါဒဆိုင်ရာမိန့်ခွန်းမှာပုပ်ရဟန်းမင်းကြီးကတန်တမာရေးရာရည်မှန်းချက်များအောင်မြင်ဖို့အတွက်စစ်အင်အားအသုံးပြုခြင်းကိုရှုံချခဲ့ပြီးဗန်နီဇွဲလားနိုင်ငံရှိလူ့အခွင့်အရေးများကိုအကာအကွယ်ပေးရန်တောင်းဆိုခဲ့ပါတယ်။တနင်္လာနေ့မှာဗန်နီဇွဲလားအစိုးရကအကျဉ်းသား116ဦးကိုလွှတ်ပေးခဲ့ကြောင်းပြောကြားခဲ့ပေမဲ့လည်းလူ့အခွင့်အရေးဖွဲ့တွေကတော့အဲ့ဒီအရေးအတွက်ထက်လျော့နေကြောင်းအစီရင်ခံကြပါတယ်။တောင်အမေရိကနိုင်ငံဖြစ်တဲ့ဗန်နီဇွဲလားမှာယာနဲ့ချီတဲ့နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်လူ့အခွင့်အရေးဖွဲ့များနိုင်ငံတကာဖွဲ့စည်းများနဲ့တိုက်ခိုက်များကကာလရှည်ကြာတောင်းဆိုလာခဲ့ကြတာဖြစ်ပါတယ်။လွှတ်တော်အမတ်ဟောင်းမာချာဒိုဟာအကျဉ်းသားများလွတ်မြောက်ရေးအတွက်ရှေ့တန်းမှာအသံထွက်တောင်းဆိုနေသူတူဖြစ်ပါတယ်။သူမဟာမာဒူရိုနဲ့နှီးစပ်တဲ့အာဏာပိုင်များရဲ့ပိတ်ပင်မှုကြောင့်2024ခုနှစ်ဗန်နီဇွဲလားအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်မရခဲ့ပါဘူး။အဲဒီနောက်မာချာဒိုဟာသူမကိုယ်စားဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်တူကိုထောက်ခံခဲ့ပါတယ်။အဲဒီကိုယ်စားလှယ်ကမဲအပြတ်သက်နဲ့အနိုင်ရခဲ့တယ်လို့အများကယူဆကြပေမဲ့လည်းမာဒူရိုကတော့၎င်းသာအနိုင်ရရှိကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့လွတ်လပ်သောလေလာစောင့်ကြည့်သူများရဲ့စစ်ဆေးချက်အရတရားဝင်ထုတ်ပြန်တဲ့ရလဒ်များမှာမှန်ကန်မှုမရှိကြောင်းတွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေခင်ဗျာ။